Bismillahirrahmanirrahim. Akabirin chanoruye sayadke achike riga mecha thare ala mecha jale takhu tempya ma phit de Akabirin chanoruye achike riga mecha re zagaji tongon aare tamani kero tu ha zadain ji taphwe phit Patama uzon zagaga ro ba le man amila li akhiratihi kafahullahu amra dunya Achendu tu utiauka akhirat atwe amal lau me so yin Allahရှင်မြတ်ကသူ့ရဲ့ဒုနီယာကိစ္စများအတွက်လုံလောက်သွားလိမ့်မယ်ဒုတိယစကားကတော့ man aslaha sariratahu aslaha Allahu ala niyatahu အကျဉ်သူဟာမိမိရဲ့အတွင်းပိုင်းကိုပြုပြင်လိုက်မယ်ဆိုရင်အလ္လာဟ်ရှင်မြတ်က၎င်းသူရဲ့အပြင်ပန်းကိုလည်းပဲပြုပြင်ပေးတော်မူလိမ့်မယ်တတိယစကားကတော့ man aslaha fi ma bainahu wa bainallah aslaha Allahu ma bainahu wa bainan nas အကျဉ်သူဟာသူနဲ့အလ္လာဟ်ရှင်မြတ်ရဲ့ကြားပတ်သက်ဆက်နွယ်မှုကိုမှန်ကန်အောင်လုပ်လိုက်မယ်ဆိုရင်အလ္လာဟ်ရှင်မြတ်ကအဖန်ဆင်းကနေရဲ့စိတ်ထဲမှာထိုသူရဲ့ချစ်ခင်မှုထည့်ပေးလိုက်မှာဖြစ်တယ်ထိုသူနဲ့အဖန်ဆင်းကနေရဲ့ကြားထဲမှာကောင်းမွန်တဲ့ဆက်နွယ်မှုတစ်ခုရရှိသွားမှာဖြစ်တယ်ဒါကတော့ဒါကျွန်တော်ရဲ့အကာဘီတွေကဟလာတရားတော်ရဲ့မိခွန်းကနေကောက်နှုတ်ပြီးတင်ပြခြင်းဖြစ်တယ်ဒီသုံးခုပေါ်မှာကျွန်တော်တို့ဟာအမလုပ်ဖို့ကြိုးစားရမှာဖြစ်တယ်